တာဝတိပြည်မှာတုတ်ပိယဆိုအမျိုးသမီးအလွန်ကိုတရားတရားကောင်းဘုရားကျောင်းတော်သွားတရားနာတန်ဃာတွေသတင်းသုံးတဲ့ကျောင်းလေးတွေလှက်ပတ်ကြည့်အဲ့မှာနေမကောင်းထိုင်မသာရှိတဲ့ကိုတော်တွေ့ရင်မေးတယ်ရှင်ဗျာနေမကောင်းဘူးဘာဖုံးမေးခြင်းတော့ဒီလိုတွေမေးကြတယ်မေးတဲ့အခါမှာဟိုကိုတော်ကစွပ်ပြုတ်ကလေးတော့တောက်ချင်ပါတယ်လို့ပြောလိုက်တဲ့အခါတုတ်ပိယဆိုတဲ့အမျိုးသမီးကတပည့်တော်စွပ်ပြုတ်လုပ်ပြီးပို့ပါမယ်လို့အာမခံတယ်သူအာမခံပြီးတော့အိမ်ပြန်သွားတဲ့နောက်တရက်မှာအသားမပေါ်ရတဲ့နေ့ဖြစ်သွားအသားကဘယ်မှဝယ်လို့မရတော့သူတို့လည်းဥပဒေရတရက်တလေအသားမပေါ်ရမတတ်ရလို့အမိန့်ထုတ်ထားတဲ့နေ့ဘာသာမှလည်းဝယ်လို့မရဘူးအိမ်မှာလည်းပဲခုခေတ်လို့အသားဆိုတာရေခဲတစ်တာတို့ဘာလို့ရှိတာမဟုတ်တော့ရေခဲတစ်တာတဲ့သိမ့်ထားလို့လည်းဖြစ်တာမှမဟုတ်ပဲကိုအဲ့တော့ဈေးသွားဝယ်တဲ့အခါအသားမရတော့သူကြံရမရဘူးဒါလည်းအာမခံခဲ့တယ်အဲ့တော့ဒုက္ခပဲမနဲ့တော့သားစွပ်ပြုတ်တော့ပိုးရမှာပဲဆိုပြီးနောက်ဆုံးမှာအိမ်ထဲကဓာတ်ထက်ကိုယူပြီးတော့သူ့ပေါင်သားသူလှီးပြီးတော့စွပ်ပြုတ်ခိုင်းလိုက်တယ်ပြုတ်ခိုင်းပြီးတော့ကြောင်းပို့ပေးလိုက်သူကတော့ပေါင်သားကြီးကိုလှီးခံလိုက်ရတော့အဲ့ရတယ်မှလဲသွားပြီပေါ့နော်သူကတော့သူ့ပေါင်ကိုစီးထားတယ်သွေးတွေထွက်တော့အဲ့ဒါကိုသိတော့မြတ်စွာဘုရားကအိမ်ကြွသွားတော့ဘုရားကိုထွက်ပြီးတော့ရှင်မခိုးနိုင်ဘူးအောင်ကဒဏ်ရာကြီးနဲ့ရှင်မခိုးနိုင်တော့မြတ်စွာဘုရားကတုတ်ပိယပဲသွားလဲလို့ဆိုသူ့အမျိုးသားလျှောက်တယ်အဲ့ရထဲမှာဘုရားတဲ့မထနိုင်လို့ဆိုမြတ်စွာဘုရားခေါ်လိုက်တယ်ငါစီလာခဲ့လို့ဆိုဘုရားခေါ်လိုက်လို့ဆိုတာနဲ့ပဲသူ့ပေါင်ကဒဏ်ရာဟာပျောက်သွားတယ်တက်တာသွားတယ်တခါတည်းဘုရားရှိရောက်တဲ့အခါသူအံ့ဩသွားတယ်အဲ့ဒီမှာသူ့ယောက်ျားလျှောက်တယ်သူ့မျိုးသမီးဒီတုတ်ပိယဟာအမတ္တမတရားတရားကောင်းတယ်ဗျာတဲ့သူ့ပေါင်သားသူလှီးပြီးတော့တောင်မှတန်ဃာကိုစွတ်ပြုတ်လုပ်ပြီးတော့ကတ်လှူတယ်တဲ့အမတ္တမတရားတရားကောင်းတယ်တခြားသူမလှူနိုင်တဲ့ပစ္စည်းဆိုတာတခုမှမရှိဘူးဗျာလို့ဘုရားရှိမှချီးမွမ်းပြီးလျှောက်တယ်အဲ့ဒီမှာမြတ်စွာဘုရားကဒီပေါင်သားလှီးလှူတယ်ဆိုတာသိသွားပြီးကြောင်းရောက်တဲ့အခါတန်ဃာတွေအားလုံးကိုဒီနေ့ကနေစပြီးအသားဆိုရင်ဘာသားလဲလို့မေးရမယ်လူသားဆိုရင်မစားသင့်ဘူးဥပဒေဖြစ်နေတယ်နော်သိက္ခာပုဒ်တစ်ခုထုတ်လိုက်ဒါနောင်ကြတော့မထုတ်ဘူးဆိုရင်လူသားစားတယ်ဆိုပြီးတော့ပြဿနာတက်လာဒါကြောင့်မို့လို့လူသားဆိုတာမစားကောင်းဘူးမစားသင့်ဘူးဇတ်တူသားဖြစ်တယ်အဲ့ဒီကစပြီးတော့မအပ်တဲ့အသားကြီး10မျိုးလို့ပြောတဲ့ထဲမှာလူသားကနံပါတ်1ပါ